ဒါကတော့မိမတွေကိုကြောက်လွန်းလို့ပြားတွေနဲ့သာတသက်လုံးနေထိုင်ခဲ့တဲ့သူဖြစ်ပါတယ်မိမဆိုတဲ့အမျိုးကိုပြားထက်တောင်ကြောက်ရွံ့နေတဲ့ဒီလူကသူ့ရဲ့ဘဝတစ်ခုလုံးကိုမုတ်စိတ်ပြားဆွဲဘဝနဲ့သာနေထိုင်ဖို့ဆုံးဖြတ်ခဲ့ပြီးအခုမြင်ရတဲ့အတိုင်းအရန်ကိုထူးဆန်းလို့နေတာပါပုံမှန်ဆိုရင်ပြားလေးတစ်ကောင်ကိုမြင်ရင်တောင်မှအတုတ်ခံရမှာဆိုလို့လိုက်ထွက်ပြေးနေကြပေမဲ့ဒီလူကတော့မျက်လုံးကိုပြားခဲနေတာတော့အေးဆေးနေနိုင်တဲ့အထိသွေးကောင်းလှပါတယ်ကျွန်တော်သာဆိုရင်နှာခေါင်းပေါက်တွေပါးစပ်ပေါက်တွေထဲများပြားတွေဝင်သွားခဲ့ရင်ဆိုတဲ့အတွေ့နဲ့ချာချာလဲနေလောက်ပါပြီဒါပေမဲ့ဒီလူရဲ့ပြားမကြောက်ခြင်းနောက်ွယ်မှာလျှို့ဝှက်ချက်တော်ရှိပြီးအဝတ်အစားတွေနဲ့ဖုံးထားတဲ့အောက်ဘက်ကဆွဲကြိုးကသာလျှင်အဓိကဖြစ်ပါတယ်လုပ်ငန်းစဉ်အရဒီဆွဲကြိုးထဲမှာထွင်းဖောက်မြင်ရတဲ့ကျုပ်တစ်ခုပါပြီးအဲ့ဒီထဲမှာပြားဘရင်မကိုဒီလူကထည့်ထားတာဖြစ်ပါတယ်ဒါကြောင့်ဘရင်မကိုကယ်ဖို့စူးစမ်းနေတဲ့ပြားလုပ်သားတွေကသူ့မျက်နှာမှာစုပုံနေတာဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ဒီပြားကွက်နဲ့ပဲဒီလူဟာနာမည်ကြီးဆယ်လီတယောက်ဖြစ်လို့နေပါတယ်လက်ရှိမှာတော့ဒီလူဟာအန်ဒီရဲ့များတဲ့ပြားတွေနဲ့သာကစားလိုက်မယ်မျက်နှာများတဲ့မိမတွေကိုတော့လုံးဝသွားမရှုပ်ဘူးလို့ထုတ်ပြောထားပြီးယနေ့တိုင်းလူပြိုကြီးဘဝနဲ့အယုတ်ထုတ်နေစေဖြစ်ပါတယ်လူကြီးမင်းတို့ရောဒီလူရဲ့မိမတွေအပေါ်အခုလိုခံယူထားတဲ့ပုံကိုဘယ်လိုမြင်ကြပါသလဲနော်